သူ့ကိုအင်ရှင်ကနေယူလိုက်တယ်တရားဝင်လက်ထပ်လိုက်တယ်ပေါ့နော်သူကအဲ့မှာလောက်တာက3နှစ်အလုပ်လုပ်ပြီးတော့သူတို့နှစ်ယောက်ချစ်ပြီးတော့မှယူလိုက်ကြရပေါ့နော်ယူပြီးတော့ဘာလုပ်လိုက်လဲဆိုတော့သူ မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင် Hello မင်္ဂလာပါဧပြီညီမဒီနေ့ပေါ့နော်ညီမလေးပြောပြစရာရှိလို့ပေါ့နော်ဒီအာရေတေးဆိုရင်အထင်ကြီးကြရလေအင်ရှင်တွေပါတထေးတွေဆိုပြီးတော့လေဒီအိုမယ်လူပိုင်းမှာလုံနေတဲ့အိမ်အကူတွေကပေါ့နော်ဒီဟိုတထေးတွေနဲ့ယူလိုက်ရင်ဒီအင်ရှင်တွေနဲ့ယူလိုက်ရင်အဆင်ပြေသွားကြမယ်လို့သူကထင်တာအဲ့တော့ညီမတစ်ခုပြောပြမယ်ဒီတကယ်ဖြစ်နေတဲ့ဟာနော်ဒီလားတစ်ခုပြောပြမယ်ဒီအိမ်အကူလောက်တဲ့အမကအိမ်အကူလောက်တဲ့အမကပေါ့နော်သူ့ကိုအင်ရှင်ကနေယူလိုက်တယ်တရားဝင်လက်ထပ်လိုက်တယ်ပေါ့နော်သူကအဲ့မှာလောက်တာက3နှစ်အလုပ်လုပ်ပြီးတော့သူတို့နှစ်ယောက်ချစ်ပြီးတော့မှယူလိုက်ကြရပေါ့နော်ယူပြီးတော့ဘာလုပ်လိုက်လဲဆိုတော့သူ့ရဲ့လစာကိုအဟောင်းတောင်မှပဲအတစ်တောင်မှပဲ1200ရတာမလား1200ဒါမှမဟုတ်အိုမန်ဆိုလဲ120 120ပေါ့နော်အဲ့လိုရတယ်အဲ့ဒါကိုတဝက်ဖယ်ပေးတော့တယ်တဲ့အိုမန်ဆိုရင်50ဒူဘိုင်းဆိုရင်900ပေါ့နော်အဲ့ဒါပဲလစာပေးတော့တယ်ယူပြီးတော့အကုန်လုပ်ပေးရတယ်ရှိရစားသေးရစားလို့ဆိုတော့ဟာတန်လားပေါ့နော်တန်လားအဘာကြီးလဲကိုတရားကိုယူလိုက်ပြီဆိုရင်သူတို့နိုင်ငံသားအချင်းချင်းသာယူလို့ရှင်အခုဖုန်းဆိုဖုန်းမိန်းမ2ယောက်ယူတဲ့ထောင်းဒီတယောက်ကိုဒီဗီလာနဲ့ထိုင်နောက်တယောက်ကိုလည်းအဲ့ဒီအိမ်ပုံစံတပုံစံနဲ့တူတာနဲ့ထားရတယ်ပြီးတော့ကြာရင်သူတို့တယောက်ကို iPhone တစ်လုံး17ဆိုနောက်တယောက်ကိုလည်း40တွေ15တွေပေးလို့မရဘူး17နောက်ဆုံးပေါ့ဒီတယောက်နောက်ဆုံးပေါ့ဆိုနောက်တယောက်လည်းနောက်ဆုံးပေါ့အဲ့လိုမျိုးအားလုံး equal ဒါပေမဲ့မြန်မာအင်အကူကောက်ယူလိုက်တော့အဲ့လိုမရတဲ့အပြင်ကိုမြန်မိမဖြစ်သွားပြီပတ်စံပေးစရာမလိုတော့ဘူးအဲ့လိုမျိုးလုပ်ပြီးတော့အိမ်လုပ်တွေလောက်ရတဲ့အပြင်သူတို့ကတော့အချောင်ရသွားပါတော့မိမယူလိုက်တယ်ပတ်စံလည်းပေးစရာမလိုတော့နေ့တိုင်းလည်းလုပ်လို့ရတယ်အဲ့လိုဖြစ်သွားရောအမှအဲ့ထက်ဆိုတာဘာလဲဆိုတော့အမှအဖွားကြီးကနေမကောင်းဖြစ်သွားရောအဖွားကြီးကနေမကောင်းဖြစ်သွားတဲ့အချိန်ကျတော့ဒီသူမိမတယောက်ထင်တယ်မနိုင်တော့ဘူးအိမ်လုပ်တွေကဘာလဲဆိုတော့အဖွားရဲ့ချီရစားတရားစားပြူဆိုတာနောက်ထပ်အိမ်ကူတယောက်ကိုထပ်ခေါ်တယ်မြန်မာပဲအမှဘာဖြစ်လဲဆိုတော့အဲ့မြန်မာအစ်စ်လာတဲ့အိမ်အကူနဲ့အဲ့လူနဲ့ထပ်ကြိုက်တယ်ထပ်ကြိုက်ပြီးတော့ယူတယ်ပေါ့နော်အဲ့လိုဆိုအဘာလေးလဲပေါ့နော်ဒါပေမဲ့အဲ့အမရောညီမကြည့်အမပုတ်ပိုင်တကယ်ဖြစ်နေတဲ့အမကြည့်နေဆို sorry နော်ညီမပြောပြချင်တာလေအဲ့လိုမျိုးအိမ်ပတ်စံရှိတိုင်းအထင်မကြီးဖို့ပြောပြချင်တာတကယ်လည်းနောက်လူတွေလည်းမမအောင်လို့ပေါ့နော်ဒီကနေ့အဲ့အမကသူ့ကိုရှင်းပြတယ်နောက်ညီမလေးကိုရှင်းပြတယ်ပေါ့နော်ငါတော့ကငါယူလိုက်ရပတ်စံလည်းမတုံးရဘူးဘာမှငါတော့ကဒီလိုလုပ်တယ်ပတ်စံတော့ငါ့ကိုတစ်လောက်900ပဲပေးတော့တယ်ဘာညာနဲ့ရှင်းပြရတဲ့နဲ့ကိုငါယောက်ျားမကောင်းတော့ပေါ့နော်အဲ့လိုနှာဘူးတွေဘာညာအဲ့လိုတွေရှင်းပြရတဲ့နဲ့ကိုနောက်တစ်ယောက်ကဒီတစ်ယောက်ကိုအဲ့လိုထပ်ပြီးတော့ယူလိုက်ကြိတ်လိုက်တယ်ပေါ့နော်ဟာအဲ့ဒါတကယ်တမ်းပြောပြချင်တာလေအဲ့လိုမျိုးသူတို့ကအရန်ကစီကုတ်ပြီးတော့ငါတို့မြန်မာတွေဆိုရင်အထင်သေးပါတယ်အဲ့တော့ခါကျတော့လေဒါပေမဲ့ကောင်းတဲ့လူလည်းရှိလိမ့်မယ်100မှာ1ယောက်နော်ကောင်းတဲ့လူက100မှာ1ယောက်ပဲမကောင်းတဲ့အဲ့လိုမျိုးလူတွေကပုံများပါတယ်အဲ့တော့ပြောချင်တာကတော့ကိုအင်ရှင်တွေဆိုရင်တော့ကင်းရှင်းနေပါသူတို့တွေကဘာမှလည်းဘယ်လိုလဲစောက်ကက်စီကုတ်တွေတိလားငါတို့မြန်မာနိုင်ငံသူတွေကိုယူလိုက်လို့လဲကောင်းမွန်ထားပြီးမဲ့ကောင်စားမျိုးတွေမှမပါဘူးဒီတချို့ဆိုရင်တည်ရမလားလားစားပေးရအောင်အရန်တွက်ကတ်တယ်လေတချို့တထေးတွေဆိုအဲ့လိုဆိုတော့ကိုတထေးကိုအတိဆုံးဖြစ်မှာပဲအဲ့တော့ခါကျတော့ညီမအဓိကပြီးရှင်တယ်ပြောရှင်တဲ့ဟာပေါ့နော်ဒီကိုတထေးကိုလည်းအထင်ကြီးမနေနဲ့တည်လားအဲ့လိုမျိုးပြီးရခါကျတော့ဒီလိုမျိုးတွေမလုပ်ကြပါနဲ့ပေါ့နော်ဒီအထူးသဖြင့်အိုမန်ဒူဘိုင်းအင်ရှင်နေနဲ့ကင်းရှင်းနေကြပါလို့နောက်ပြီးမှအဲ့လိုတွေဖြစ်လာလည်းမကောင်းဘူးလေနော်အဲ့ဒါကိုပြောပြချင်တာအင်ရှင်ကဒီနိုင်ငံသားတွေကကိုယ်ကိုလက်ထပ်တိုင်းလည်းဘဝရက်သားရပါမယ်လို့မထင်နဲ့ဒီလားသူတို့ကပို့ပြီးတော့ဖြစ်တယ်သူတို့ကပို့ပြီးတော့အောက်တန်းကြတယ်ဒီလားအဲ့ဒါကိုပြောပြချင်တာပါကျေးဇူးပါဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်